ကျွန်တော်ဒီခံစားချက်ကိုလုံးဝနားလည်ပြီလားကျွန်တော်တို့ချစ်တဲ့လူတွေမိဘတွေလက်တွဲပေါ်ပါတနာတွေပေါ့နော်သူတို့စီမှာဖြစ်နေတဲ့ခံစားချက်တွေနာကျင်မှုတွေဒီအရာတွေကိုကျွန်တော်တို့ကတတ်တာသွားအောင် heal လုပ်ပေးခြင်းတယ်ဒါပေမဲ့ကျွန်တော်တို့ဒီမှာမသိလိုက်တဲ့တကူကကျွန်တော်တို့ရင်ထဲမှာရှိနေတဲ့ဒဏ်ရာတွေကိုကျွန်တော်တို့ကိုယ်တိုင်ကိုစားပေးရလားပေါ့နော်ကျွန်တော်တို့ကကိုချစ်တဲ့လူတွေစီမှာဖြစ်နေတဲ့ခံစားချက်တွေကိုစားပေးခြင်းတယ်ဒါပေမဲ့ကျွန်တော်တို့ကအဲ့လိုမလုပ်ခင်မှာကိုယ့်အကိုအရင်ဆုံးကုသဖို့အရင်လိုအပ်တယ်ပေါ့နော်ဘာဖြစ်လဲဆိုတော့နာကျင်နေတဲ့လူတစ်ယောက်ကတခြားလူတွေကိုလည်းနာကျင်အောင်ပဲလုပ်တတ်ပါတယ်ဒါပေမဲ့ကုစားပြီးသွားတဲ့လူတစ်ယောက်ကတော့တခြားလူတွေကိုပြန်ပြီးတော့ကုစားပေးတာမျိုးလုပ်ပေးနိုင်ပါတယ်ဒါပေမဲ့မိတ်ဆွေအဲ့ဒီကုစားခြင်းကလည်းကိုယ်တိုင်လုံးဝရမှာဖြစ်ပါတယ်လူတစ်ယောက်ကသူ့ရဲ့အတွင်းထဲမှာဒေါသတွေနာကျင်မှုတွေရှိနေတယ်ဆိုရင်သူ့စီမှာရှိနေတဲ့အရာတွေပဲပြန်ထွက်လာတာပါဒီမှာကျွန်တော်တို့ထပ်ပြီးတော့ကြည့်ရမှာတစုံတစ်ယောက်ကကိုယ့်ကိုနာကျင်အောင်လာလုပ်တဲ့အခါကျရင်အဲ့ဒီလူတစ်ယောက်ကသူ့ရဲ့နာကျင်မှုတွေဒေါသတွေအဲ့ဒီအရာတွေကိုကျွန်တော်တို့လာပြနေတာဖြစ်ပါတယ်အဲ့ဒါဖြစ်တဲ့အတွက်ကျွန်တော်တို့အဲ့ဒီအရာတွေကိုယူစရာလည်းမလိုဘူးနောက်ပြီးရင်ကျွန်တော်တို့ဒီအရာတွေကိုအတိုက်ခံလုပ်ပြီးတော့တုံ့ပြန်နေဖို့လည်းမလိုပါဘူးဒီနေရာမှာအဓိက main ကတော့သူများကိုကျွန်တော်တို့ heal လုပ်ပေးနိုင်ဖို့ဆိုရင်ကျွန်တော်တို့ကိုယ်တိုင်အရင်ကုစားဖို့လိုအပ်ပါတယ်